Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့စုမြင့်ပါဒီနေ့ပြောမယ့်အစီအစဉ်ကတော့အာ programming basic ကိုပထမဦးဆုံး output ထုတ်တဲ့အပိုင်းပေါ့နော်အဲဆိုရင်ကျွန်တော် Unity ကိုစပြီးတော့ဖွင့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ live လုပ်လို့ရပါတယ် new တွေကနေပြီးတော့ကျွန်တော် project တစ်ခုစောက်လိုက်ပါမယ်ဒီဟာကိုကျွန်တော် programming လို့အောက်ကဟာတော့ဒီ location ထားမဲ့ project ထားမဲ့လမ်းကြောင်းပေါ့လေအဲ့ဒီပုံမှာမှဒီအောက်မှာမှကျွန်တော် programming.project ပေါ့နော်ရှေ့ရတဲ့ directory ကျဲတဲ့ဟာဖြစ်ပါစေအဲ့ဒီမှာကျွန်တော် programming ဆိုတဲ့ project တစ်ခုတည်ဆောက်လိုက်မယ်ရာ 2D ပဲဖြစ် 3D ပဲဖြစ်ကိစ္စမရှိဘူးဟုတ်လဲဆိုတော့ UI canvas ကိုပဲသုံးပါဆိုတော့ UI canvas ဆိုတာကမြင်ရအောင်လုပ်ပြီးတဲ့ဒီ pattern လေးတွေပါလေးနဲ့ဆိုင်တဲ့ဟာလေးပေါ့နော်အဲ့လိုဟာလေးကိုပြောတာအဲ့တော့ create project နှိပ်လိုက်ပါပြီကျွန်တော်လက်ရှိရတော့ကျွန်တော်သုံးတဲ့ version က2019 1.3ည2019 1.0f3 သုံးထားတယ်ဆိုတော့ကျန်တဲ့ version တွေမှာလည်းအဆင်ပြေလိမ့်မှာပါ okay ဒါလို့ဆိုရင်ကျွန်တော် project ထဲမှာ right click တစ်ချက်ခောက်လိုက်လို့ရှိရင် create the new C# script ဆိုပြီးတော့ C# script တစ်ခုယူလို့ရပြီgame engine တွေရဲ့သဘောကကျွန်တော်တို့မှာ game object တွေရှိတယ်အဲ့ဒီ game object တွေမှာ attach လုပ်ထားတဲ့ component တွေရှိတယ်အဲ့ဒီ component တွေထဲမှာscript တစ်ခုခု attach လုပ်လိုက်လို့ရှိရင်အဲ့ဒီ script ထဲမှာပါတဲ့ function ကိုတွဲပြီးတော့အလုပ်လုပ်ပေးတယ်ဆိုတော့ right click ခောက် create the new C# script ဒီကနေလည်းscript တစ်ခုယူလို့ရတယ်အဲ့တော့ယူလိုက်ပြီဆိုတာနဲ့သူကဒီနေရာမှာအပြန်အောင်ဒီလို line လေးနဲ့ select မှတ်ပြီးတယ်အဲ့ဒီနေရာမှာကိုယ့်ရဲ့နာမည်ပေးလို့ရတယ်ဒီ C# script file ရဲ့နာမည်ပေးလို့ရတယ်အဲ့တော့ကျွန်တော်ဒီဘက်ကားလို့ပဲပြလိုက်ဒီ ep anywayကိုကြိုက်တယ်ကိုပေးလို့ရအဲ့တော့ကျွန်တော်ဒီ script ကိုတစ်ချက်မှတ်ထားတဲ့အချိန်မှာဒီ inspector ထဲမှာကြည့်လိုက်လို့ရှိရင် public class debugger ဆိုပြီးတွေ့လိမ့်မယ်ဒီနာမည်ကဒီနာမည်နဲ့တူနေတယ်အဲ့ဒီမှာပြောပြချင်တာကတကယ်လို့ဒါကျွန်တော်တို့ဒီလို C# script ရေးလိုက်တယ် enter ခောက်လိုက်တယ်ဆိုလို့ရှိရင် new behavior script ဖြစ်နေတယ်ဒီမှာ new behavior script ဖြစ်နေတယ်အဲ့တော့ဒီကောင်ကိုတစ်ချက်မှတ်ပြီးတော့right click rename ဆို right click rename မရှိလို့ရှိရင်လည်းဒီလိုမှတ်ပြီးတော့ F2 ဆိုနှိပ်လိုက်လို့ရှိရင်PC မှာဆို F2 Mac မှာဆိုလို့ရှိရင် return ပေါ့လေနှိပ်လိုက်လို့ရှိရင်ဒီလိုပေါ်လာတယ်အဲ့ဒါပေါ်လာတဲ့ဟာကိုကိုယ့်ကို ABC ရှောက်ယူလို့ရတယ်ရှောက်ယူလိုက်လို့ရှိရင်ဒီမှာ enter တစ်ချက်ခောက်လိုက်ပြန်နှိပ်ပြလို့ရှိရင်ဒီနေရာမှာကအဲ့ဒီနာမည်ကမပြောင်းသွားပဲနဲ့ဒီတိုင်းဖြစ်နေတယ်အဲ့လိုဆိုလို့ရှိရင်ဒီနာမည်နဲ့ဒီနာမည်နဲ့မတူဘူးဆိုလို့ရှိရင်အလုပ်လုပ်လို့မရဘူးအဲ့ project က error တက်တယ်လို့သတ်မှတ်တယ်အဲ့ဒီ class file error တက်တယ်လို့သတ်မှတ်တယ်ဒီ script file error တက်တယ်လို့သတ်မှတ်တယ် okay delete နှိပ်ပြီးကျွန်တော်ဖြတ်လိုက်ပါပြီအဲ့တော့ပထမဆုံး run နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ code တွေပါတယ်မသိခင်ကျွန်တော်ပထမခုနကပြောခဲ့တဲ့ဒီဟာတွေကဒီမှာ attach လုပ်ရမယ်ဆိုတော့ကျွန်တော်ဒီလို drag ဆွဲပြီးတော့ဒီအောက်ကိုချလိုက်ရတယ်ဒီပေါ်ကိုချလိုက်ရတယ် maybe ဒီပေါ်မှာမြင်ရတယ်ဆိုလို့ရှိရင်ဒီလိုမျိုးသွားထည့်လို့ရတယ်ဒါကတော့icon လေးပေါ်မှာလှမ်းထည့်တာပေါ့လေအဲ့လိုလုပ်လို့ရတယ်အဲ့တော့ကျွန်တော်ဒီဟာကိုတော့ဒီလိုလေးထည့်လိုက်မယ်ဒီလိုမျိုးထည့်တာရရှိတယ်အဲ့တော့အားလုံးဒီဟာကို create လုပ်ပုံလို့နေရာ3ခုရှိတယ်ဒီ C# script လေးတစ်ခုကို create လုပ်ပုံလို့နေရာ3ခုရှိတယ် right click ခောက်ပြီးတော့ဒီကနေပြီးတော့ create လုပ်လို့ရတယ်နောက်တစ်နည်းကတော့ဒီနားကနေပြီးတော့ create လုပ်လို့ရတယ်ဆိုတော့ခုနဟာနဲ့တိတ်မကွာဘူးဆိုတော့ဒီနားနေလုပ်လို့ရှိရင်တစ်ဆင့်နဲ့တန်းယူလို့ရတယ်ဒီကနေဆိုလို့ရှိရင်နှစ်ဆင့်ဖြစ်သွားမယ်အဲ့တော့နောက်တစ်ခုကတော့ပို့ပြီးတော့ကောင်းတယ်ပေါ့လေဆိုတော့ဒီနေရာမှာတစ်ချက် click မှတ်လိုက်လို့ရှိရင်ကိုကြိုက်တဲ့something ဒီtinဒီရှာရင် thing script script လို့ရေးလိုက်လို့ရှိရင်သူကဒီထဲမှာဘာ component မှမရှိဘူးဆိုအဲ့လိုပေါ်လာတယ်တကယ်လို့ maybe ကျွန်တော် physics နဲ့ဆိုင်တာဆို physics 3လုံးရေးလိုက်တယ် physics ထွက်လာတယ် collider နဲ့ဆိုင်တာဆို collider ရေးလိုက်တယ်ထွက်လာတယ်ဗောလေအဲ့တော့ဒါ component ကိုအပ်ချင်တယ်ဆိုလို့ရှိရင်အမြန်အပ်တယ်နီးလာအဲ့ဒီကနေပြီးတော့ဒီလိုနှိပ်ပြီးတော့ကျွန်တော်ခုနရေးခဲ့တဲ့ something script လို့ရေးလိုက်လို့ရှိရင်အဲ့မှာ new C# script ဆိုပြီးတော့ new script ဆိုပြီးတော့ပေါ်လာအဲ့မှာတစ်ချက်နှိပ်လိုက်လို့ရှိရင်ခုနစာသားလေးရဲ့နာမည်လေးတောင်းဝင်နေတယ်ပြီးတော့ C# script ကိုရွေးထား C# script ထွက်လာလိမ့်မယ် Java script ကတော့အသုံးနေတယ်ပြီးတော့ create and add လုပ်လိုက်လို့ရှိရင်ဒီ script file ကိုဒီမှာလဲ script file လေးပေါ်လာမယ်ဒီနေရာမှာလဲဒီကျွန်တော် main camera ရဲ့ component အနေနဲ့ထည့်ထားဆို main camera ထဲမှာလဲ script file ပေါ်လာတယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကုတ်စာရေးလို့ရပြီအဲ့တော့ဘယ်လိုပဲ create လုပ်လို့ပထမဦးဆုံးမှာတစ်ခါတည်းနာမည်ပေးခဲ့တာဆိုလို့ရှိရင်ဒီနေရာမှာရှိတဲ့ class name နာမည်နဲ့ဒီကျွန်တော်ရဲ့ဒီ C# script class name နာမည်တွေအတူတူပဲဖြစ်နေလိမ့်မယ်အဲ့တော့ဒီလိုလုပ်တာပို့ပြီးတော့ secure ပို့ဖြစ်တယ်အချိန်လေး2မျိုးပေါ့လေဘာကြောင့်လဲဆိုတော့တကယ်လို့ကျွန်တော်တို့က maybe folder တွေတခုခုစောက်ထားဆိုလို့ရှိရင်ဒီ folder အောက်ထဲမှာ script တစ်ခု create လုပ်ချင်ဒီ folder right click ခောက်ပြီးတော့ script တစ်ခု create လုပ်ဒီအောက်ထဲကိုရောက်သွားလိမ့်မယ်တကယ်လို့အဲ့လိုမှမဟုတ်ဘဲနဲ့ခုနကလိုပဲကျွန်တော် main camera ထဲမှာလိုရေးလိုက်တယ် enter တစ်ချက်နှိပ်လိုက်တယ်နောက်တစ်ချက်ထပ်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ script ကဒီနေရာကိုရောက်နေလိမ့်မယ်
ဆိုတော့အဲ့ဟာပေါ်မှာမူတည်ပြီးတော့ဒီပေါ်မှာ right click ခောက်ပြီးတော့ရွေးကြတယ်ဒါမှမဟုတ်လည်းဒီလိုရွေးကြဆိုတော့နီးမျိုးရှိတယ် okay anyway ကျွန်တော်ဒီ script 3ကိုကျွန်တော် delete ဖြတ်လိုက်မယ်ကျွန်တော် folder လေးကိုပဲ delete နဲ့ပြန်ဖြတ်လိုက်မယ်ဆိုတော့ delete all ဒီမှာဆိုလို့ရှိရင် component တွေကိုပြန်ဖြုတ်ချင်ဒီနားကဆက်သွားလေးကိုနှိပ်ပြီးတော့ remove component ကနေပြီးတော့ဖြုတ်လို့ရတယ်ကျွန်တော်စာအုပ်လေးကိုနှိပ်မိတာ okay အဲ့တော့ကျွန်တော်ဒီအောင်since ကိုအရင်စိတ်လိုက်မယ်နော်အဲ့တော့ file နဲ့ကနေ save as or down mode control s ကိုနှိပ်လိုက်လို့ရှိရင်ဒါကြီးပေါ်လာမယ်အဲ့မှာသူ့ရဲ့လမ်းကြောင်းကငကိုတွေက programming access ဆိုတာဝင်ပြီးသားအဲ့မှာကျွန်တော် sc လို့ပဲနာမည်အလွယ်ပေးလိုက်မယ်ရှိမှ underscore ခံတာမယ်ဘာကြောင့်လဲဆိုတော့ since တွေများလာတဲ့ခါကျရင်တခြား data တွေပါများလာတဲ့ခါကျလို့ရှိရင်ကျွန်တော်ရဲ့ since လေးကိုအပေါ်ဆုံးလေးမှာတွေ့ကြတော့ဆိုတာကဒီလိုအပေါ်ဆုံးလေးမှာတွေ့ကြတယ်ပေါ့နော် s နဲ့ d နဲ့ c လိုက်ရင်ဒီကအပေါ်ရောက်သွားမှာဆိုလို့ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ code စာရေးလို့ရပြီအဲ့တော့ debugger ဆိုတဲ့ဟာကိုတစ်ပတ် click ခောက်လိုက်တယ်ဆိုလို့ရှိရင်mono develop တက်လာလိမ့်မယ်ရှေ့ရက်တွေကလည်းပြောပြီးပြီလို့ထင်ပါတယ်အဲ့တော့ဒီ mono develop ရဲ့အခြေအနေကဘယ်လိုမျိုးရှိတက်လဲဆိုတော့ကျွန်တော်တို့ solution assembly C# option ဆိုပြီးတော့ပေါ်နေပြီးတော့ဒီနေရာရဲ့အနီရောင်တွေဖြစ်နေတာဖြစ်တတ်တယ် online installer မှာအဲ့ဒီပြဿနာလုံးဝမရှိဘူးဘာလို့လဲဆိုတော့.NET framework 3.5 ကိုပါတခါလေး Unity တွင်းနေတဲ့အချိန်မှာ download ဆွဲသွားတဲ့အတွက်ကြောင့်အဲ့ဒီပြဿနာမရှိဘူးဆိုတော့ Windows 8 ဒီမှာ 3.5 ပြဿနာတွေပါရှိတတ်တယ်ပြီးတော့တချို့ဆိုရင် link တင်းတဲ့နီးလန့်တွေရှိတယ်ကျွန်တော်ဆိုလို့ရှိရင် trick လုပ်ပြီးတော့တင်ထားတာဒီမှာကြည့်လို့ရတယ် .NET runtime နေရာမှာကျွန်တော် mono 4.6 ကိုသုံးထားတာ Microsoft .NET ကိုမသုံးတော့ anyway ဒါတွေကမသိလဲရတယ်လောလောဆယ်သုံးလို့အဆင်ပြေတယ်ဒီလိုမျိုးဟိုမှာ GAME လို့ရိုက်လိုက်လို့ game object ဆိုပြီးတော့စာသားလေးကြာလာဆိုလို့ရှိရင်ဒါ IDE ကအလုပ်လုပ်တယ်ဆိုလို့အဓိပ္ပာယ်ရောက်တယ်ဆိုတော့ IDE မှာအကုန်လုံးအနီးဓာတ်နေလဲဆိုလို့ရှိရင်ကိစ္စမရှိဘူးtyping အကုန်ရေးနိုင်တယ်ဆိုလို့ရှိရင်ဒါလုပ်လို့ရတယ် okay IDE ဆိုတာတော့ဒီစာရေးတဲ့ဒီဟိုအင်္ဂလိပ်စာရေးတဲ့နေရာပေါ့နော် code ရေးတဲ့နေရာကိုပြောတာ okay ဒါဆိုလို့ရှိရင်စပြီးတော့ကျွန်တော်တို့တစ်ခုခုရေးရအောင်အဲ့မှာကြည့်လိုက်လို့ရှိရင် class ဆိုတာကclass ဆိုတာကဘာလဲဆိုတော့ဘာတွေပါလဲဆိုတဲ့ဟာတွေကိုစုထားတဲ့ဟာအဲ့ဟာတွေမှာအပေါ်က using ဆိုတဲ့ဟာတွေက import လို့ခေါ်တယ် import လို့ခေါ်တဲ့ဟာတွေကိုဘယ်လိုပြောပြရမလဲဆိုတော့သူ့ရဲ့ library file တွေပေါ့technical နဲ့လွယ်အောင်ပြောရင်တော့maybe ဘယ်လိုပြောရမလဲအထုတ်လေးစွတ်လိုက်တယ်ပေါ့အဲ့လိုပဲပြောရမှာ okay သူ့ရဲ့ library file တွေပါတယ်ပေါ့လေအဲ့ဒီ library file တွေကဒီမှာ Unity engine ကိုသုံးမယ်ဆိုလို့ရှိရင် Unity engine လို့ရေးလိုက်လို့ရှိရင်သူနဲ့ဆိုင်ရာအကုန်လုံးကျွန်တော်တို့တွေကဆွဲသုံးလို့ရပြီအဲ့တော့တကယ်ချင်းတယောက်ပါလာရဲဆိုလို့ရှိရင်သူသိတဲ့ဟာတွေကိုကျွန်တော်တို့တွေကမေးမြန်းပြီးတော့ဆက်ပြီးတော့လုပ်လို့ရပြီဆိုတဲ့ပုံမျိုးပေါ့လေအဲ့လိုမျိုးတစ်ခုပါလာရှိတယ်နောက်ပိုင်းတစ်ခုချို့ဟာတွေလည်းဆက်ပြီးတော့ using နေရာမှာ import ဆက်ထည့်သွားလိမ့်မယ်အဲ့တော့ဒီနောက်ကဟာလေးကိုဝေးစားနှလုံးပေါင်းfull column ပေါ့လေဝေးစားနှလုံးပေါင်းမြန်မာလို့ခေါ်တာ okay အဲ့ဒါ full column mono behavior လို့ရေးထားတာကသူ့ရဲ့ဒီ mono behavior မှာရှိတဲ့ဟာတွေအကုန်လုံးကိုဒီ debugger ဆိုတဲ့ code က inheritance လုပ်တယ်ဆိုတာသူ့မှာပါများဟာတွေအကုန်လုံးကိုသူကလည်းအမွေဆက်ခံပြီးတော့ဆက်လက်အသုံးပြုတယ်လို့အဓိပ္ပာယ်ရတယ်ပြီးတော့ဒီအထဲတွေက function နှစ်ခုရှိတယ်အဲ့ဒီ function နှစ်ခုကဒီ mono behavior ပိုင်တဲ့ဟာတွေတကယ်လို့ဒီဟာသာမရှိဘူးဆိုလို့ရှိရင်ဒီဟာဒီ debugger ရဲ့တည်တံ့ဟာတစ်ခုဖြစ်ပြီးတော့တည်တံ့ function တွေဖြစ်တော့ဒါတွေကို function လို့ခေါ်တာတည်တံ့ function တွေဖြစ်ပြီးတော့mono behavior မှာအလုံးလောက်ခိုင်းတယ်လို့အလုံးမလုပ်တော့ဆိုတော့ဒီပုံမှာရေးထားတဲ့စာလေးက use this for initialization စစရဲ့အလုံးလို့ဖို့အတွက်ဒီနေရာမှာရေးပါတဲ့update is once call once per frame ဆိုတာတစ်ချိန် update လုပ်တိုင်းframe တစ်ခုတိုင်းမှာသူကတစ်ချိန်အလုပ်လုပ်မယ်ဒီထည့်ရဟာတွေ okay ကျွန်တော် control z နဲ့ကျွန်တော်ဖြတ်ထားတဲ့ဟာလေးကိုပြန်ထည့်လိုက်မယ်ဆိုတော့ဒီလိုဆိုလို့ရှိရင် mono behavior ပါလာပြီတကယ်လို့ကျွန်တော် mono behavior ကိုဖြတ်လိုက်မယ်ဆိုလို့ရှိရင် save တစ်ချက်နှိပ်ပြီးတော့ဒီမှာ mono behavior ဘာ function ရှိမယ် bounce collider တွေတော့ခေါ်လို့ရနေသေးတယ် okay ထားပါတော့အဲ့တော့ကျွန်တော်ဒီ voice stat ထဲမှာကျွန်တော်တို့တခုခုရေးရမယ်ဘာလဲဆိုတော့ကျွန်တော်တို့set တွေကိုခိုင်းနေဆိုလို့ရှိရင်လုံးစေခြင်းတဲ့သဘောကဘာလဲဆိုတော့ input process output ပုံမှန်တော့ set ကောင်တော့အဲ့တိုင်းပဲအဲ့တော့ process ကဘာတွေလုပ်မှာလဲဆိုတဲ့ဟာကိုထည့်ရေးပြီးမှာကျွန်တော်တို့ input ဆိုတာကလူတွေဆိုလဲအဲ့တိုင်းပဲလေinput ဆိုတာကကျွန်တော်ဘာခလုတ်လေးကိုနှိပ်လိုက်မှာလဲဘာလေးကိုဖြစ်မှာလဲအဲ့ဒါလေးကိုနှိပ်လိုက်တဲ့အချိန်များလို့ရှိရင်စက်က process ဆိုပြီးတော့တစ်ခုတွက်ပြီးတယ်တွက်ပြီးသွားလို့ရှိရင် output ဆိုပြီးတော့ကျွန်တော်တို့ပြန်မြင်အောင်ပြန်ပြပြီးတယ်ဆိုတော့ input တွေကဘယ်ရလာလဲဆိုတော့ mouse တွေပါ keyboard တွေပါရလာတယ်ခလုတ်နှိပ်တာနေလာတယ်ပြီးတော့ process လုပ်တယ် output ထုတ်တယ်အဲ့တော့စချင်းမှာဘာမြင်ရမှာလဲဆိုတဲ့ဟာရှိတယ်အဲ့တော့စချင်းမှာမြင်ရမယ့်ဟာကိုဒီ process လုပ်ပြီးတော့ output အနေနဲ့ထုတ်ပြီး output ပုံစံတစ်မျိုးပေါ့ output ဆိုတာစာတစ်ခုခုပြန်ထုတ်တာကိုပြောတာပေါ့အလွယ်ပြောရရင်ဒါမှမဟုတ်လေ result တစ်ခုခုပေါ့အဲ့တော့ကျွန်တော်ဒီနေရာမှာ print လို့ရိုက်လိုက်လို့ရှိရင် print ဆိုတဲ့ဟာနှလုံးသုံးလုံးလောက်ရိုက်လိုက်တာ ਨੇ
ဒီလိုမျိုးပေါ်လာတယ်အဲ့တော့ print ကိုကျွန်တော် enter တစ်ချက်ခောက်လိုက်တယ် enter ခောက်ပြီးတော့ဒီလိုမျိုး green လေးနဲ့ရေးလိုက်တယ်ဆိုလို့ရှိရင်ပြီးတော့သူကစာကြောင်းတစ်ချောင်းစုံတိုင်း semicolon တစ်ခုထည့်ပြရတယ်ဒါက programming ရဲ့အဆုံးသတ်သဘောကိုပြောတာအဲ့တော့ဒီအထဲထဲမှာကျွန်တော်တို့I am safe in your brain နောက်တော့ပြရ hello world ရေးကြတယ်ဒီမှာတော့ safe in your brain ဆို safe in your brain ကိုရေးမယ်နော် okay အဲ့တော့ဒီလိုရေးလိုက်ပြီဆိုလို့ရှိရင်ဒီ stat ဆိုတဲ့ဟာကစစချင်းမှာအလုပ်လုပ်တာသူ့ကြောင့်အလုပ်လုပ်တာသူ့ကြောင့်အလုပ်လုပ်တာဆိုပေမဲ့သူကအကုန်ဝင်ဆက်ခံထားလို့ဒီ code ကအားလုံးအလုပ်လုပ်မယ်ဆိုတော့ဒီ code ကို attach လုပ်ထားတဲ့ game object ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ game object ကဒီစာကြောင်းလေးကို print ထုတ်ပေးမယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုလဲပတ်နေရဆိုတော့လောလောဆယ် update ကိုခဏရထားမယ်အဲ့တော့ကျွန်တော်တို့ engine နဲ့ပြန်သွားရအောင် engine နဲ့သွားတဲ့အချိန်မှာတေချာပေါက်ဒီနေရာမှာစေ့ခဲ့မစေ့ခဲ့ဘူးဆိုလို့ရှိရင် maybe ဒီလိုအလုံးလေးဖြစ်နေတယ်ကျွန်တော် space နဲ့ချက်ပေါက်လိုက်တဲ့ကြောင့်ဒီနေရာမှာအလုံးလေးပြန်ဖြစ်သွားတယ်အဲ့တော့အဲ့လိုလုပ်ပါရင် control s တစ်ချက်နှိပ်လိုက်ရပါပြီdebugger ဆိုတဲ့စလုံးရယ်ဒီ debugger ဆိုတဲ့စလုံးရယ်တူရမယ် file name နဲ့ class name နဲ့တူရမယ် okay ပြီးသွားရင်ဒီ main camera တွေကနေပြီးတော့ကျွန်တော် main camera ဖြစ် direction light ပဲဖြစ်ဒါ 3D ဆို direction light တွေပါပါတယ်အဲ့တော့ကြိုက်တဲ့ component game object တစ်ခုယူပါကျွန်တော် main camera ကို select မှတ်လိုက်တယ်ပြီးတော့ဒီ debugger ဆိုတဲ့ဟာကို drag ဆွဲပြီးတော့ဒီအောက်နားလေးကိုချလိုက်တယ် mouse မြားလေးကအစပြောင်းသွားတယ်ကျန်တဲ့နေရာတွေမှာလည်းမတူဘူးကျန်တဲ့နေရာမှာတက်ချိကဝါလုံးတုတ်ချောင်းဖြစ်နေတယ်ဒီမှာလေးချလိုက်လို့ရှိရင်ဒီမှာ debugger ဆိုတဲ့ဟာလေးကိုတွေ့ရပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ save တစ်ခေါက်လုပ်ဖို့လိုအပ်တယ်မလုပ်ရင်လည်းရပါတယ် run mode တက်ပဲဆိုမလုပ်ရင်လည်းရမှာပေါ့နော်ပြင်လိုက်တဲ့အတွက်ကြောင့်လုပ်ရမယ်လို့ပြောတာ okay အဲ့တော့တစ်ချက် run လိုက်လို့ရှိရင်အဲ့တော့ကျွန်တော်အရောင်ပြောင်းထားလို့ပါအဲ့တော့ကျွန်တော်အောက်မှာ save in your brain လို့ပေါ်တယ်ဒါပေမဲ့ကျွန်တော် console ပေါ်မှာသွားကြည့်ရလိမ့်မယ်ဘာလို့လဲဆိုတော့ warning တွေကသူ့အပေါ်မှာတက်သွားလို့လောလောဆယ် warning လေးနည်းနည်းရှိတယ်stop ဟောပါပြန် run ကြည့်လိုက်မယ်နော်အဲ့တော့ဒီပေါ်မှာဒီစာတွေ့ရတယ်အရန်ဟိုနီမလားမသိဘူးrun ထားရဆိုတာသိရအောင်ကိုဟာကိုနီအောင်လုပ်ထားဆိုတော့ကျွန်တော်ဒီ prefab ထဲဝင်ပြီးတော့color ထဲဝင်ပြီးတော့ okay ခဏလေးရလိုက်ပါအောင်မလေးဆိုတော့ play in tennis ဆိုတဲ့ဟာကိုကျွန်တော်ဒီလောက်မှပဲထားလိုက်လို့ဆိုရင်စီပြီးလောက်ပါ okay အဲ့ဆိုလို့ရှိရင်ကျန်တဲ့နေရာလေးတွေနည်းနည်းလေးပဲမှောင်မယ် okay ပြီးတော့ဒီမှာ save in your brain I am safe in your brain ဆိုတဲ့ဟာပေါ်လာပြီအဲ့ဒီဟာကUnity engine mono behavior print ဆိုတဲ့ function ကိုသုံးထားတယ်ဆိုလိုတာက Unity engine ရဲ့ mono behavior ဆိုတဲ့ print ဆိုတဲ့ function ကိုသုံးထားတယ်print ဆိုတဲ့ function ကိုသုံးထားတယ်အဲ့ဒီထဲမှာရေးထားတဲ့ဟာကdebugger step ဆိုပြီးတော့အဲ့မှာဒီ script မှာရှိတဲ့ access ထဲမှာရှိတယ်ဒီ access ထဲမှာရှိတယ် debugger ဆိုတဲ့ဟာတွေကနံပါတ်6စာကြောင်းနံပါတ်6ကိုရေးထားတဲ့အတွက်ကြောင့်ဒီကထွက်တာစာကြောင်းရဲ့နံပါတ်6ကိုရေးထားတဲ့အတွက်ကြောင့်ဒါလေးကထွက်လာအဲ့လိုမျိုးပြောချင်တာ okay ဒါဆိုရင်ပထမဦးဆုံး output ပြရတဲ့ဟာကိုရပြီဆိုတော့ဒီအထဲထဲမှာရှိတဲ့ output ကိုကျွန်တော်တို့တခြားဒါက debugging နည်းဖြစ်တဲ့အတွက်ကြောင့်ဘယ်နေရာရောက်နေလဲဒီ code ကဒီထဲဝင်သွားတယ်ဒီထဲထဲဝင်သွားတယ်ဆိုတဲ့ဟာကိုပထမဦးဆုံး check တဲ့အနေနဲ့လုပ်လို့ရတယ်နောက်ပိုင်းကျရင်တော့ variable တွေဘာတွေကိုပြန်ပြီးတော့အဲ့ဒီထဲမှာဘာရှိလဲညာရှိလဲဆိုတဲ့ဟာကို check လုပ်တာရှိတယ်ဆိုတော့ဒါ print ဆိုတာက C# ကဟိုပါပေါ့လေ print mode Unity engine နောက်ထပ် print အနေနဲ့သုံးတာတစ်ခုရှိသေးတယ်အဲ့ဒါကို debug.log debug ကတော့အသုံးပိုများပါတယ်အဲ့တော့ debug မှာ debug.log ရှိတယ်ဆိုတော့ဒါကဒီတိုင်း function တွေပဲပြောနေတာပေါ့လေအဲ့တော့ကျွန်တော် copy ကူးလိုက်မယ်ဆိုတော့log ဒီမှာ log လုပ်ခိုင်းလိုက်မယ်အဲ့တော့ debug.log ရှိတယ် debug.error log error ရှိမယ်နောက်တစ်ခုကwarning ရှိမယ် log warning ရှိမယ် okay ဒီကနာမည်လေးတွေရောဒီထဲမှာစာထုတ်ရေးလိုက်ပါမယ်ဟိုဘက် copy ကူးပြီးတော့ okay ဒါဆိုလို့ရှိရင်ကျွန်တော်အားလုံးပေါင်း4ချောင်းလေးကျွန်တော် print ကိုကျွန်တော်ဒီလိုမြင်းချောင်းလေး2ချောင်းခြံလိုက်မယ်အဲ့လိုလုပ်လိုက်တဲ့သဘောကcommand ပိတ်တယ်လို့အဓိပ္ပာယ်ရတယ် program တွေကတကယ်အလုပ်လုပ်တဲ့အခါ run တဲ့အခါကျရင်ဒီ code တွေကိုမဖတ်တော့ဘူးဆိုတော့ဒါတွေကလည်းလူတွေနားလည်အောင်အကြမ်းမြင်ရေးပြီးတဲ့ comment လို့အဓိပ္ပာယ်ရတယ်လူနားလည်အောင်ရေးပြီးတာဒါတွေကစက်နားလည်အောင်ရေးထားတဲ့ code တွေဒါတွေကလူနားလည်အောင်ရေးထားတဲ့ code တွေအဲ့တော့စက်နားလည်အောင်ရေးတဲ့ code ကနေပြီးတော့မြင်းချောင်း2ချောင်းခံလိုက်လို့ရှိရင်လူနားလည်အောင်ရေးတဲ့ code ဖြစ်သွားတယ်ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီ house အလုံးမလုပ်တဲ့ code အနေနဲ့ဖြစ်သွားတယ်အဲ့တော့အလုံးမလုပ်ချင်လို့ဒါကိုပိတ်လိုက်တယ် comment ပိတ်လိုက်တယ်အဲ့တော့ကျွန်တော်ရေးလိုက်တဲ့3ချောင်းရှိတယ်အဲ့ဒီ3ချောင်းလုံးကဘယ်လို run လဲဆိုတာကြည့်ကြအောင်အဲ့တော့ကျွန်တော်ဒီမှာ attach လုပ်ပြီးသားလည်းဖြစ်တဲ့အကြောင်း attach ထပ်လုပ်ကြမလို့ play လုပ်ထားရင် play လုပ်ထားတော့ခဏရက်လိုက်တယ်ပြီးတော့ play ပြန်နှိပ်လိုက်တယ်ဒါဆိုလို့ရှိရင် play လုပ်တဲ့အခါမှာတခါတည်း pause ဖြစ်သွားတယ် pause ဖြစ်သွားတယ်ဆိုတာဒီမှာ error pass လို့ရေးထားလို့pause ဖြစ်သွားတယ်ပေါ့လေဆိုတော့ကျွန်တော်ဒီဘူးလေး3ခုရှိအဲ့ဒါဟိုထဲမှာပါတဲ့console ထဲမှာပါတဲ့ဟာဒီဘူးလေးအကြောင်းလဲရှေ့ lesson ထဲမှာပြောပြပြီးထင်ပါတယ်အဲ့တော့ကျွန်တော် log လို့ရေးလိုက်တဲ့နေရာမှာ log ကဒီလိုအဝိုင်းလေးနဲ့ဒီလိုဟာလေးပေါ်တယ် log error လို့ရေးလိုက်လို့ရှိရင်ဒီလိုမျိုးလေးဟိုဟာလေးနဲ့ပေါ်တယ်ဆိုတော့ကျွန်တော် log warning လို့ရေးထားတယ်ဒီလိုပေါ်တယ်ဆို
ဆိုတော့ဒီ function 3ခုရဲ့အလုပ်လုပ်ပုံပြောတာဒီ function 3ခုရဲ့အလုပ်လုပ်ပါဒီမှာတွေ့ရတာကိုတွေ့ရလိမ့်မယ်အဲ့တော့အဲ့ဟာကိုကျွန်တော် error pause ဆိုတဲ့ဟာကိုမနှိပ်ထားဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ခင်က pause မဖြစ်သွားဘူးဒီပြန်နှိပ်ပြီးတော့ပြန် run ကြည့်လိုက်မယ်ဆိုရင် pause ဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ဒီဟာတွေကိုဖျောက်ထားလို့ရတယ်ပေါ်ထားလို့ရတယ်ကြိုက်လို့လုပ်လို့ရတယ် okay ဒါဆိုလို့ရှိရင်တော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်နေ့ကြာလို့ရှိရင်တော့ video ပဲအကြောင်းလေးဆက်သွားကြမယ်အားလုံးကျေးဇူးတင်ပါတယ်